ဆယ်လပိုင်း19ရက်နေ့ကမိတ်လာမျိုးလမ်းဟောင်းမှာ expert ကားကနေပြီးတော့ high jet ကားကိုနောက်ကနေအချိန်မထိန်နိုင်ပဲဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်မှာအမျိုးသမီးတဦးတည်ဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိုးထက်ကရင်လိုင်းဘက်ကနေနစ်နာသူတွေကိုတာဝန်ယူတာဝန်ခံမှုမရှိခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်။ဖြစ်စဉ်အတွင်းမှာ10နှစ်အောက်အရွယ်လူငယ်မဲ့ကလေး3ဦးအမေဒေါ်တန်တာတွေတည်ဆုံးခဲ့ပြီးတော့တစ်နှစ်ခွဲကလေးတဦးပါဝင်နောက်ထပ်3ဦးဒဏ်ရာရရှိခဲ့ပါတယ်။တည်ဆုံးသူရဲ့မိခင်နှလုံးရောဂါတွေမှာလည်းအခုချိန်ထိအသက်အန္တရာယ်ဆိုရင်ရအခြေအနေမှာရှိနေတော့မှာအဲကိစ္စအတွက်ရင်လိုင်းဘက်ကနေပြီးတော့နင်နာသူမိသားစုကိုလာရောက်ညှိနှိုင်းခဲ့ပေမဲ့ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ပိုင်ရှင်မပါပဲမန်နေဂျာသာလာရောက်ခဲ့ပြီးမဖြစ်စလောက်ငွေကြီးအနေငယ်နဲ့ကြေးပေးဖို့ပြောခဲ့ပါတယ်။တရားဥပဒေအရရင်မောင်းတယောက်တည်းကိုသာပြစ်ပုံချခဲ့ပြီးအဲ့ဒီလူကလည်းရင်မောင်းဖြစ်ခန့်ထားတာ3-4ပတ်သာရှိသေးတယ်ဆိုပြီးမိုးတက်ကရင်လိုက်ဘက်မှာမစီမဆိုင်သလိုသာနေခဲ့ပါတယ်။လူငယ်မယ်ကလေး3ဦးကိုရှာကျွေးနေရတဲ့မိခင်ဆုံးပါသားခြင်းအတွက်ပတ်စံ10သိန်းဝန်းကျင်အတွင်းသာတာဝန်ယူနိုင်တယ်ဆိုပြီးတော့မန်နေဂျာနဲ့လာအောင်ညှိခဲ့ပေမဲ့အခုခေတ်အခြေအနေနဲ့ဆေးရုံဆေးနိုင်ရေးဆေးရဲ့တဝက်တောင်မရှိသေးပါဘူး။ဒါတောင်တိုက်ခံရတဲ့ကားကိုပြင်ဆင်စေးမပါသေးပါဘူး။နင်နာသူမိသားစုကလည်းငွေကြေးတအားအဆင်ပြေနေတဲ့မိသားစုမဟုတ်တော့သူတို့ဘက်ကညှိရဘလို့မှအဆင်မပြေပါဘူး။ငွေကြေးကိစ္စအဓိကမဟုတ်ပေမဲ့အမြန်လမ်းမဟုတ်ပဲအခုလိုတာမန်ပြည်သူတွေအသုံးပြုနေတဲ့လမ်းအောင်ပေါ်မှာမစင်မချင်းမောင်းနေတာခဲ့တာနေပြီးတော့ဖြစ်ခဲ့တဲ့အစီအတန်ဖြစ်တဲ့အတွက်နင်နာသူမိသားစုအနေနဲ့ဘလို့ဖြေဆယ်ရမှာလဲ။ကိုလှုပ်တဲ့အမှားလည်းမဟုတ်ပဲနဲ့မိသားစုဝင်ဆုံးရှုံးရတဲ့အပြင်စီးပွားပါပြရတဲ့အထိဘက်နစ်နာသွားပါတယ်။အခုလိုဖြစ်ရတဲ့ပြဿနာတွေကိုမူထက်အကရင်လိုင်းဘက်ကနေကိုချင်းစာသေးတရားထားပြီးတော့တာဝန်ယူတာဝန်ခံဖြည့်ရှင်းပေးဖို့အတွက်ဆောင်ရွက်ပေးလို့ကြောင်းတောင်းဆိုအပ်ပါတယ်ခင်ဗျာ။